င်းကမန်တက်ကိုလိုက်ချောင်းကိုရီးယားမရှိမလေးအဲ့လိုတောင်းကြနေတာသတိရတယ်ကဲတကြံ3ရက်ရှိပြီအပြစ်မထွက်ဖြစ်ဘူး90ပွန်းလေးอ่ะเนาะ90ပွန်းလေးအပြစ်မထွက်ဖြစ်ဘူးပျော့ကြလာရင်တကြံပျော့ကြတာပေါ့နော်လူတွေကိုအများကြီးပဲဒါပထမဆုံးပြန်စီတဲ့တကြံဖြစ်မယ်2019လမ်းလျှောက်တကြံပြီးတဲ့နောက်မှာလေနောက်ပိုင်းမှာတကြံတွေကလေအကြောင်းအရာမျိုးကြောင့်ပေါ့နော်မနစ်ကဆိုတဲ့ငလင်းချောင်းမလို့မလေးတကြံကြီးကပျော့စရာမကောင်းခဲ့ဘူးတကြံပျော်နေရတွေ့တော့လေကိုငယ်တုန်းကပျော်ခဲ့တဲ့တကြံတွေကိုအရန်ကိုသတိရတယ်ကွယ်မင်းတို့တော့ဆိုလို့ရှိရင်လေဆန်ပြီးတော့စပြီးတော့မှပျော်ရတာပဲတိလားအဝါလေးအမျိုးတွေနဲ့ရေပတ်မယ်ပေါ့နော်ကိုရီးယားလဲရတာမကြိုက်ဘူးကိုခေတ်မှာတော့ကိုကလဲရတာလုံးဝမကြိုက်ငယ်တုန်းကတော့အမားနဲ့ကားနဲ့လိုက်လဲရတာပေါ့နော်ငယ်တုန်းကတော့ဟိုမှာဖြစ်ပေမဲ့ကြီးတော့ကြတော့လဲရတာမကြိုက်ဘူးဒီမန်တက်ကြီးတစ်ခုကြီးထဲမှာရှေ့မှာပိတ်နေပြီးတော့မှမန်တက်တစ်ခုကိုရောက်ဖို့တင်းသွားတဲ့ပုံစံမျိုးတွေမကြိုက်ဘူးမန်တက်ထိုင်နေဆိုတော့အုံးလန်မောင်တက်ပါချီပါချမန်တက်မဟုတ်ဘူးเนาะအခုလိုမန်တက်သေးလေးလည်းမဟုတ်မန်တက်ကြီးကိုလုံးဝဟီထပြီးတော့မှအကြီးတွေအဲ့အကြီးတွေမှလေအမလေးကိုကတကြံရောက်ဖို့3-4ရက်လိုပြီဆိုလို့ရှိရင်ဟာကျုံပတ်ကြည့်ရတာเนาะအရှိဘက်မှာထိုင်ရတာလည်းမကြိုက်ဘူးမင်းတို့ကတောင်ဘက်ကျုံမှာမန်တက်တွေပတ်ကြည့်ပြီးတော့မှဟာဒီမန်တက်ကလုံးဝကိုမြင်နေကျဲတယ်ဟာလူဘယ်နှယောက်ဆန့်မဲအမေကိုရီးယားသွားလို့ရှိရင်တော့10ယောက်ဖွဲ့လောက်ပဲရှိတာပါဒါပေမဲ့ပိုင်များရဲ့လားသိလားပြကြပါလေဟာဒီမန်တက်ကပေါ့နော်အပင်နေဆိုရင်လည်းအိုးဆန်ရှိလားကိုကအသားမဲတော့ကြာပြီအသားနေထိုးမှဆိုလို့အိုးဆန်ရှိရဲ့လားဒီကြဆယ်လေးလာတဲ့မန်တက်လည်းမကြိုက်ဘူးဆယ်လေးလာရင်လည်းကိုတောင်းကျန်းတာကိုစင်ပေါ်မှာတက်ပြီးတောင်းကျန်းတဲ့ခါကိုဖဲ့ပေးရလို့အဲ့တကြံနေကွယ်တအားသတိရတယ်သိလားပျော်ဆုံးတကြံဆိုရင်တော့2009တကြံဖြစ်လိမ့်မယ်တအားပျော်တအားတောင်းကျန်းတအားသိလားလဲရတာမကြိုက်တာတော့ဒီကျုံကြီးထဲမှာပတ်ရတာကိုမကြိုက်တာမျိုးဘက်တွေပြင်ဘက်တွေရှောက်ထွက်ရတာမျိုးတော့ကြိုက်တယ်ဥပိန်ဘက်တွေပါလေရှောက်သွားတာမျိုးတကယ်ချင်းတွေကမန်တက်ကိုလားခေါ်ရှောက်လဲကြဟာအိမ်ကမန်တက်ကိုလိုက်ချောင်းကိုရီးယားမရှိမလေးအဲ့လိုတောင်းကြနေတာသတိရတယ်90ဘုန်းနဲ့ဒီလိုတချမ်းပေါ့နော်လမ်းလျှောက်တချမ်းနဲ့မန်တက်လေးတွေ PC box ဆောက်လေးတွေနဲ့လမ်းနေလျှောက်ပြီးသွားတာပျော်ကြရလားမသိဘူးနော်ဒီတစ်နှစ်ပဲဖြစ်ပါစေနောက်နှစ်တွေဆိုလို့ရှင်အဲ့လိုအရင်တော့လိုမျိုးမန်တက်ကြီးတွေဟီးထားပြီးတော့မှလုံးဝကားတွေနဲ့လဲရတဲ့တချမ်းမျိုးကြီးပြန်ကြုံချင်နေကွယ်နော်